အလူတွေလုံရင်စူးစမ်းလာတာအခုဆိုရင်သူလိုချင်တဲ့သိန်းထောင်ချီကားကြီးကိုပါဝယ်လိုက်နိုင်ပြီဆိုတဲ့တူအောင်မင်္ဂလာပါပရိသတ်တို့ရေ Talk Media Channel ကနေကြိုဆိုလိုက်ပါတယ်မရှိလို့မလို့မရှိဆိုတော့ဘဝမရောက်အောင်တူအောင်ကအမြဲစူးစမ်းနေသူတယောက်ပါနော်လူအများစုကိုလူတန်းဖို့ထက်ကိုယ်တိုင်အဆင်ပြေဖို့လိုအပ်ချက်တွေပြေဖို့ဆိုတဲ့စိတ်နဲ့ရုန်းကန်နေပြီမဲ့တူအောင်ကတော့ရှိသမျှငွေကြေးအကုန်ကိုမတုံပဲအမြဲတမ်းအလှလုပ်လို့ရှိပါတယ်သူများတွေသိန်းထောင်တောင်းချီချမ်းသာတာကြောင့်အလှတန်းသိမ့်မလို့ဖြစ်ပေမဲ့တူအောင်ကတော့အလှနဲ့ပတ်သက်လာရင်တော့အကျိုးမှန်တက်လို့ရှိတဲ့သူပါတူအောင်ကဆယ်လီတွေထဲမှာဆိုရင်တော့အလှတန်းအရဲ့ရောဆုံးဆယ်လီတယောက်လို့ဆိုရမှာပါရှင်သိန်းထောင်ကြီးလူတန်းနေတဲ့ဆယ်လီတွေရှိနေပြီမဲ့အဲ့လူတွေကပရိသတ်တွေရဲ့ပတ်စံတွေကိုတဆင့်အပြန်လှူပေးနေကြတာပါကျိုးအောင်ကတော့တခြားဆယ်လီတွေနဲ့မတူပဲသူရှာသမျှငွေကြေးသူ့ရဲ့ချွေးနှင်းစာတွေကနေတဆင့်အလှကြီးပေးနေကြဖြစ်ပါတယ်ကြောပါဖို့ထက်လူတန်းကျင်စိတ်များလို့တရုံမကြောပါတက်တဲ့တူအောင်ကအခုဆိုရင်တော့အများနည်းတူသူ့ရဲ့ပိုင်ဆိုင်မှုတချို့ကိုထုတ်ကြွလာခဲ့ပြီးဖြစ်ပါတယ်လက်ရှိမှာကဆယ်လီဈေးတွေရဲ့ခက်လို့ပဲပြောရမလို့တောင်ဖြစ်နေပါပြီရှင်လိုင်းပေါ်မှာတက်ပြီးတော့တန်မိုးကြီးပစ္စည်းဝယ်လိုက်တိုင်းဈေးတွေကြီးပါပဲမကြခင်ကမှအချင်းမောင်းတဲ့ဘွားကနေတက်လာတဲ့ဖက်တီမာဆိုရင်လည်းတစ်နှစ်ကျော်အတွင်းမှာအိုးပိုင်အိမ်ပိုင်အပြင်ဆိုင်ခွဲများစွာကိုဖွင့်လှစ်နိုင်တဲ့အထိအောင်မြင်မှုတွေရရှိနေပါတယ်။စီးပွားရေးအဆင်ပြေတာမကြသေးပေမဲ့လူများအားကျအောင်သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုချပြပြီးတော့ကြောင်းလုံးထုတ်နေခဲ့တာလည်းဖြစ်ပါတယ်။ဈေးသက်တရားဖြစ်တဲ့ဖက်တီမာကသူ့ရဲ့ကြိုးစားမှုတွေအောင်မြင်မှုတွေကိုချပြနေသလိုဆယ်လီငပိတယ်လေးအောင်ချန်အေးကလည်းတရက်ကိုငပိ300ကိုရောင်းရတယ်ဆိုပြီးတော့သူ့ရဲ့စီးပွားရေးကိုချပြလာခဲ့တာဖြစ်ပါတယ်။ကျိုးအောင်ရဲ့ဆရာဖြစ်တဲ့အောင်ချန်ကြီးကတရက်ကို300ချီရောင်းရပြီးတော့မကြခင်ကပဲသူ့ရဲ့ဆောက်လက်စတိုက်တစ်ကြီးအပြင်သိန်းထောင်ချီကားကြီးကိုပါလူတကာအားကြအောင်လို့ကြောင်းလုံးထုတ်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးဆယ်လီဈေးတွေအပြိုင်ဆိုင်ကြောင်းလုံးထုတ်နေကြတာမို့စီးပွားရေးအောင်မြင်နေတဲ့ကျိုးအောင်ကလည်းသူ့ရဲ့အောင်မြင်မှုတွေကြောင့်ကောင်းဝယ်နိုင်ပြီးဆိုပြီးတော့နှစ်သက်မှာထုတ်ကြောလာခဲ့ပြီးဖြစ်ပါတယ်ကျိုးအောင်ကအရင်ကဆိုရင်တော့သူ့ရဲ့ဆိုင်ခွဲတွေလောက်သာချပြခဲ့တာပါဘယ်မြို့မှာပဲဆိုင်ဖွင့်တာကလွှဲရင်ကျန်တာကသူ့ရဲ့လူတန်းမှုတွေကိုသာချပြတာကများပါတယ်နော်သူများတွေကအောင်မြင်လာရင်တော့စီစိန်နေနဲ့တာယာတက်ပြီးတော့လူတန်းမှုအမိနေတက်ကြပေမယ့်ကျိုးအောင်ကတော့အလူကိုသာဦးစားပေးပြီးတော့လောက်ကင်ခဲ့တဲ့အထိပါသူဘွားကအောက်ခြေဘွားကနေအလုတ်ကျန်းလုပ်ပြီးတော့ဖြတ်တန်းခဲ့ရတာမို့ငွေရှာနိုင်တဲ့ဆယ်လီဘွားရောက်တဲ့အချိန်မှာဘွားကိုမမေ့ခဲ့ပါဘူးကျိုးအောင်ကသူများတွေလိုကြွယ်ဖို့ထက်ရှာသမားကိုလှူဒန်းမှုကိုသာစိတ်အားထက်သန်နေခဲ့သူတယောက်ပါနာမည်ကြီးအမှုပညာရှင်တွေ10သိန်း30လောက်လှူဒန်းနေချိန်မှာကျိုးအောင်ကတော့300ကျော်အကုန်ကြခံပြီးတော့ရှင်မြပွဲကြီးကိုကျင်းပခဲ့တယ်လို့ငလင်တန်ခန်းစားနေရတဲ့အချိန်မှာလည်းပြည်သူတွေကိုစုဆောင်းထားတဲ့ငွေအကုန်လှူဒန်းပေးခဲ့တဲ့အထိပါပဲတူအောင်ကတော့ငွေလိုချင်လို့အလုပ်ကိုစူးစမ်းပြီးတော့လုပ်နေပေမယ့်တင်ရင်ကိုနောက်မပါတဲ့အရာတွေကိုဖတ်တွယ်နေမဲ့အစားပြည်သူတွေအကျိုးရှိအောင်လှူဒန်းပေးမယ်ဆိုပြီးတော့စိတ်ကူးပေါက်ရင်ပေါက်တယ်လို့လှူဒန်းမှုတွေလုပ်နေတာကတော့အခုချိန်ထိပါပဲအလူလောက်တာကိုသာအမြဲလို့ချပြတတ်တဲ့တူအောင်ကအခုဆိုရင်တော့တခြားဆယ်လီဈေးတွေနေတူသူ့ရဲ့အောင်မြင်မှုတစ်ခုကိုချပြခဲ့ပြီးဖြစ်ပါတယ်ကျိုးအောင်ကလူလေးကြီးပွားလေးလို့ပြောရမလားတော့မသိပါဘူးအလူတွေအများကြီးလုံနေတာတောင်သူ့ရဲ့ငွေကြေးကရော့မသွားပဲဆိုင်ခွဲတွေများစွာဖွင့်နိုင်ခဲ့တယ်လို့အခုဆိုရင်သူလိုချင်တဲ့ကိုပိုင်ကားလေးတစ်စီးကိုလည်းဝယ်စည်းနိုင်ပြီမို့ဝမ်းသာအားရနဲ့ချပြလာခဲ့ပြီးဖြစ်ပါတယ်ကျိုးအောင်ကအခုဆိုရင်သူလိုချင်နေတဲ့သိန်းထောင်ချီကားကြီးကိုနှစ်သက်မှာတဲ့ဝယ်ယူနိုင်ပြီဆိုပြီးတော့ပျော်ရွှင်စွာနဲ့ပြည်သက်တို့သိအောင်ချပြလာခဲ့တာဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါရှင်ဒီနေ့တော့ဒီလောက်နဲ့ပဲရနာလိုက်ပြစေအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တက်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ Talk Media Channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါစီရှင်